လူငယ်တယောက်ကရေပလင်းတစ်လုံးကိုစလုံးတစ်ခုတည်းပေါ့ပေါ့ပါပါပဲပစ်ထည့်လိုက်ပါတယ်။အဲ့ဒီနောက်တစ်စက္ကန့်တွင်းမှာပဲအဲ့ဒီပလင်းကပြင်းထန်တဲ့မိုးကောင်ရေရှားတံကိုခံစားနေရတဲ့တိုင်းပြည်တစ်ခုစီမှာမော်ဆန်ဆန်ပေါ်လာပါတော့တယ်။ဧကရီမင်းသမီးကအဲ့ဒီရေကိုတငုံတောက်ကြည့်ပြီးအရသာကတကယ်ကိုထူးခြားတယ်လို့ခံစားလိုက်ရတာပါ။ဒါဟာနတ်ဖျားတွေစီကပေးတဲ့လက်ဆောင်လို့သူကယုံကြည်သွားပါတယ်။ဒါကြောင့်သူကစာတစောင်ရေးပြီးသူ့ရဲ့ကိုပိုင်ကြောက်စိမ့်ဆွဲသီးကိုစလုံးထဲထည့်လိုက်ပြီးတော့နတ်ဖျားတွေစီမှာရေတွေပို့ပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအခုခေတ်ကိုပြန်ကြည့်ရင်အဲ့ဒီလူငယ်လေးကကြောက်စိမ့်ဆွဲသီးကိုမြင်ပြီးတော်တော်လေးအံ့ဩနေပါတယ်။သူကတပ်ပုံရိုက်ပြီး online ပေါ်တင်လိုက်တဲ့အခါ CEO အမျိုးသမီးတယောက်ကဒီကြောက်စိမ့်ဟာတန်ဖိုးမဖြတ်နိုင်တဲ့ရတနာဆိုတာချက်ချင်းသိသွားပြီးသူ့စီကိုဆက်သွယ်လာပါတယ်။အစမှာတော့လူငယ်ကဒါဟာလိန်နယ်လက်ဖျားမှုလို့ထင်ခဲ့ရင်မဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီမျိုးသမီးကသူ့စီကိုဒေါ်လာတန်း60အစရန်ငွေလွှဲပေးလိုက်ပါတယ်။လူငယ်လေးလည်းတော်တော်လေးဝမ်းသာသွားပြီးအဲ့ဒီကြောက်စိမ့်ကိုရောင်းဖို့ချက်ချင်းသဘောတူလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူကကြောက်စိမ့်ပေးမှရှိရဲ့စာကိုတွေ့သွားပြီးအဲ့ဒီတိုင်းပြည်ဟာပြင်းထန်တဲ့မိုးကောင်မှုနဲ့ရင်ဆိုင်နေရတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူကဧကရီမင်းသမီးစီကိုစာပြန်ရေးပြီးရေရှားပါမှုကိုကူညီဖြည့်ရှင်းပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဧကရီကစာကိုဖတ်ပြီးအရန်ကိုဝမ်းသာသွားပြီးတော့နတ်ဖျားတွေကိုကျေးဇူးတင်ဖို့အတွက်ရွှေတန်ပေါင်းများစွာပြင်ဆင်ဖို့သူ့လူတွေကိုချက်ချင်းအမိန့်ပေးလိုက်ပါတော့တယ်။မကြာခင်မှာပဲလူငယ်လေးရဲ့ရှေ့ကဇလုံးထဲကနေရွှေတင်ကားပြားတွေဟာမိုးရွာသလိုမျိုးတွင်ထွက်လာပါတော့တယ်။သူလည်းသူ့ငယ်ချင်းတွေကိုဖုံးဆက်ပြီးရွှေတွေကိုကူတယ်ခိုင်းလိုက်ပါတယ်။နောက်ပိုင်းမှာတော့သူကအိမ်ကြီးဖို့အိမ်ချမ်းမြေကျိုးဆောင်ရုံးကိုသွားခဲ့ပါတယ်။အဲ့ဒီမှာသူ့ရဲ့ရေးစားဟောင်းနဲ့လည်းတိုက်ဆိုင်ဆုံခဲ့တာပါ။သူ့ရေးစားဟောင်းနဲ့သူနဲ့အတူပါလာတဲ့ထေးသားကသူ့ကိုပါဆယ်ဖို့တဲ့သူလို့ထင်ပြီးတော့သူလိုဆင်းရဲတဲ့သူကဒီလိုနေရာမျိုးကိုမလာသင့်ဘူးဆိုပြီးလောင်ပြောင်ကြပါတယ်။အဲ့ဒီနောက်မှာတော့လူငယ်လေးကဘီလာအင်ကြီးတစ်လုံးကိုလက်ညှိုးထိုးပြပြီးဒါကိုလက်ငင်းငွေသားနဲ့ဝယ်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကလက်ဖြောက်တစ်ချက်တီးလိုက်ပါသေးတယ်။သူ့ငယ်ချင်းတွေကလက်ဆွဲတစ်တာတွေနဲ့ရောက်လာပြီးဖွင့်ပြလိုက်တဲ့ခါမှာတော့အထဲမှာရွှေတွေအပြည့်ပါပဲ။အဲ့ဒီမှာရှိတဲ့လူတိုင်းဟာစွန့်ပြီးအံ့ဩကုန်ကြပါတော့တယ်။အယောင်ဝန်ထမ်းကလည်းချက်ချင်းပဲမျက်နှာချိုသွေးပြီးသူ့အတွက်ဝယ်ယူမှုကိစ္စတွေကိုအမြန်ဆုံးလုပ်ဆောင်ပေးပါတော့တယ်။လူငယ်လေးကဇလုံးကိုသူ့ရဲ့အိမ်တစ်နောက်ကရေကန်သားကိုယူသွားပါတယ်။တစ်ချိန်တည်းမှာပဲဧကရီမင်းသမီးကတော့ရေရှားပါမှုအတွက်တေးလူမတက်စိတ်ပူနေရတာပါ။အရာရှိတချို့ကဆိုရင်နတ်ဖျားဆိုတာမရှိဘူးလို့တောင်အတိအလင်းပြောနေကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရေကန်ထဲကရေတွေဟာဇလုံးထဲကနေတဆင့်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကတိုင်းပြည်တွေကိုအဆုံးမရှိစီးဝင်သွားပါ